ကဲ့အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်နဲ့တူတူဒီနေ့ထိုင်စားထိုင်တာလားဘောနော်နောက်ထပ်ဆရာတင်ပေးလိုက်တဲ့เครื่องหมายที่ใช้บ่อยအဲ့ဒီဥစားအသုံးများသောသင်္ကေတ၄လုံးလေးလာရမယ်တူတူเครื่องหมายที่ใช้บ่อยเครื่องหมายที่ใช้บ่อยထိုင်တာပါအသုံးများတဲ့သင်္ကေတလေးရှိဘောနော်အဲ့ဒါလေးအကုန်လုံးက၄လုံးရှိပါဗျအဲ့ဒါအကုန်လုံးဘလူးပထမဆုံးไม้หยับมุกไม้ไตกุไม้ทันอากาศไม้การันวรรณยุกต์เครื่องไม้ที่ใช้บ่อย4ลูกบ่เนาะมี4ลูกအဲ့ဒီဟာ၄လုံးရှိบ่၄လုံးเครื่องไม้ที่ใช้บ่อยมอไอไม้ไม้ถูไม้ยอมออกกมุกไม้หยับมุกยอยาแต่ไม่ถูกได้ไม้หยับมุกมอไอไม้ไม้ถูไม้ตอไอตายไม่ตายคอคู่ไม่ถูกคู่ไม่ตายคู่มอไอไม่ถูกไม้หออัดหอหันนายหันออากาหออากออากากออาโซกะไม้หันอากาศมอไอไม่ถูกไม้กออากาเราอัดนอรันไม่การันဒီကောင်လေးပါလို့ရှိရင်ကြည့်မှာပါနော်ကျွန်တော်ရေးပြတယ်ဆရာပြောရဲ့ဒီကောင်လေးပါတယ်ဒီသင်္ကေတလေးပါဆိုလို့ရှိရင်ပေါ်အိုင်ပိုင်နှစ်ခုပေါ့ဒီကောင်လေးရေးလိုက်ပြီဆိုရင်ဒါနှစ်တန်ထွက်ပြရမယ်နှစ်ခုဆိုတာသိရမယ်မောဟာမှာဒီမှာသင်္ကေတမယမုတ်ဆိုတဲ့သင်္ကေတလေးပါလိုက်ဆိုလို့ရှိရင်ပိုင်မာလို့ထွက်ပြရမယ်သူဖြီးဒီရှေ့ရစကားဒီနှစ်တန်ပေါ့နော်မိုက်တိုက်ခုဒီအသွင်မြောင်းတရအနေနဲ့အပေါ်မှာတင်နေရမှာသုံးတယ်ကောဆိုတဲ့ဒီပြီးပေါ်မှာလည်းသုံးတယ်ဆိုတာအိတ်ပြောက်ပြီးတော့ဒီလိုမျိုးဒီရစားဒီပေါ်ရောက်သွားတာလေရှိပါတော့ဒီမိုက်ဟနာကတိစရာအာဆိုတဲ့တရအစားအသွင်မြောင်းတရအနေနဲ့ပေါ်မှာရောက်သွားရှိတယ်သူခေါ်လို့ရှိရင်မိုက်ဟနာကဒီကောင်လေးရှိလို့ရှိရင်အသွင်ထွက်မဖတ်ပြရဘူးအဲ့ဒီပြီးဘူးဒါပေမဲ့ဒီကောင်လေးဒီလည်းအရေးကြီးရပါတော့မိုက်ကာရန်ညတော့အပြင်သုံးတယ်ပေါ့နော်ဝဏ္ဏယုထိုင်မီစီရူဝဏ္ဏယုလေးလုံးရှိပါတော့ဝဏ္ဏယုဝရောဟန်နောဝန်ယုကောယုဝဏ္ဏယုထောယောအိုင်ထိုင်မောဤမီစီရောဥဘောရုဝဏ္ဏယုထိုင်မီစီရူဝဏ္ဏယုထိုင်လေးလုံးရှိไม่เอกมอยไม่ถูกไม้อเอกกอเอกไม่เอกมอยไม่ถูกไม้โททูไม่ถูกมอยไม่ถูกไม้ตอรอีตรีไม่ตรีဆိုတာဒီပုံလေးไม่ถูกဆိုတာဒီပုံလေးไม่เอกဆိုတာဒီပုံလေးဒီသင်္ကေတလေးပေါ့နော်มอยไม่ถูกไม้โจอัตโตจับวอาวาไม่จัตตวาဒီကောင်နှစ်တန်ထွက်ပါတယ်နော်ဒီကောင်လေးနောက်မှမြတ်လေးလာမှရှင်းသွားမှာပေါ့နော်အခြေခံဆိုတော့ကျွန်တော်တို့လုံးရှင်းမှာမဟုတ်ဘူးမိုက်အေဆိုရင်ဒီသင်္ကေတလေးကိုမိုက်အေလို့ခေါ်တယ်မိုက်ထိုးဆိုရင်မိုက်ထိုးဒီသင်္ကေတလေးကိုမိုက်ထိုးလို့ခေါ်တယ်မိုက်တရီဆိုလို့ရှိရင်ဒီသင်္ကေတလေးတင်နိုင်မိုက်တရီလို့ခေါ်တယ်မိုက်ကျက်တဝါဆိုလို့ရှိရင်ဒီလိုပေါင်းလက္ခဏာလေးကိုမိုက်ကျက်တဝါလို့ခေါ်တယ်ပြီးရင်အော်နမျောစီလို့အော်နမျောနောအမနံအောအံပေါင်းနောအမနံပေါင်းယောအော်နမျောအောအံစီလို့အောအံပြီးဆောင်ဦးဟုဆောင်တော့ဒီလေးလုံးရှိရာမလုံးနဲ့မကိုင်နဲ့မသွားနဲ့အဲ့လိုတောင်းတယ်နော်မစောနဲ့อยากไปเล่นမစောနဲ့อยากไปกินမသွားမစားနဲ့อยากไปทำသွားမလုံးနဲ့อยู่ที่ไหนဘယ်မှာနေလဲอยู่กับใครဘယ်သူနဲ့နေလဲအဲ့လိုနဲ့မတုံးနဲ့อยู่အော်နမီဥဆောင်တယ်နော်យ៉ាងဘယ်လိုသွားမလဲဘယ်လိုလုပ်မလဲไปยังไงဘယ်လိုသွားမလဲทำยังไงဘယ်လိုလုပ်ရမလဲอยากไปทำဒီကောင်ကျတော့ sorry နော်ဒီကောင်ဆိုလို့ရှိရင်อยากได้ဆိုလိုချင်တယ်อยากไปเที่ยวလဲချင်တယ်ဒီကောင်နဲ့အတန်လေးကျွန်တော်တို့သိကွဲမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာစစ်တွေဆိုရင်ပို့ပြီးတော့ထွက်ရခတ်တယ်ပေါ့နော်အော်ယောအာယာမအေးယာဒီကောင်ဒီကတတမဆုံးဘူးမဆုံးတဲ့အတွက်ယာไปเล่นကတတမဆုံးတဲ့ဆိုတော့ကတကြီးအသက်ဆရာတော်မလို့ပေါ့နော်ယောအာယာမအေးယာ
oyo haya maya ya baitam you oyo uyu mayu ဒီကောင်ကတော့ယောဟာငေါယံယောဟာငေါယံမယံဒီကောင်နှလုံးတော့ပြီးမယ်ဒီကောင်နှလုံးကြာရင်တော့နည်းနည်းလေးတူနေမှာပေါ့နော်အဲ့တော့ဘယ်လိုနေရာကိုကြည့်မအောင်ဆိုလို့ရှိရင်စถานการณ์နဲ့အရှင်ဒီကိုမူတည်ပြောကျွန်တော်တို့ပြောမယ်อยากได้อยากไปเที่ยวอยากไปเที่ยวกับผมไหมအဲ့လိုမျိုးပေါ့နော်ကျွန်တော်နဲ့တူအလည်သွားချင်တာပေါ့နော်အဲ့လိုမျိုးမိတဲ့ခါညာကိုစถานการณ์အရှင်ဒီပုံမူတည်ပြောသုံးမှာပေါ့နော်อยากไปเล่นอยากไปข้างนอกပြင်မထွက်နဲ့ပြင်မသွားနဲ့အဲ့လိုနေရာမှာစถานการณ์ရှင်နေပုံမူတည်ပြီးတော့ကိုယ်ဆုံးဖြတ်ရရှာမယ်ပေါ့နော်အဲ့လိုမှမဖို့ပြောလဲမှာပေါ့နော်အော်နှမျောရမယ်လို့လည်းမျောလဲမှာမအေးမိုက်တိုမတရီမအေးမိုက်တိုမတရီမကြတဝတ်ဒီလေးတန်နဲ့အကုန်လုံးထိုင်းစာမှာအတန်9တန်ရှိရပါတော့เสียงสามัญเสียงไม่เสียงโทเสียงสามัญเสียงโทเสียงเสียงสามัญเสียงเอกเสียงโทเสียงตรีเสียงจตวัตအဲ့ဒါ9တန်ရှိရပါတော့အကုန်လုံးအဲ့ဒီဥစ္စာပြီးနဲ့ပေါင်းမှတွေ့ရမှာပေါ့နော်အခုသင်္ကေတကတော့၄ခုပေါ့နော်ဆရာသင်ပေးလိုက်တာသင်္ကေတ၄ခုပြီးရင်အသုံးများသောခရမိုင်းထိဆိုင်ပွဲသင်္ကေတ၄ခုဝဏ္ဏယူ၄ခုအော်နှမျော၄လုံးအကုန်လုံးကျွန်တော်တို့တူကျွန်တော်မျှဝေပေးရမယ်လို့မျှော်လင့်ပါတယ်ဗျအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်လည်းလေးလိုက်နဲ့ဆက်ပြီးတူတက်ကြပါစေဗျာနော်ကိုမသိရလေးသိလာမယ်လို့လည်းမျှော်လင့်ပါတယ်